ဘာကြောင့်မာမာနတွေကဖြစ်နေတာတော့လို့စီစစ်ကြည့်လို့ရှိရင်နော်အရေးကြီးတဲ့အကြောင်းတရားလေးတစ်ခုကအသိဉာဏ်နည်းလို့ဆိုတဲ့အဖြေပါပဲဟုတ်လားအသိဉာဏ်ပညာနည်းလေမာမာနကြီးလေပဲဘုရင်တို့ဘေးသပေါင်းတော်တို့ငယ်ငယ်တုန်းကနော်ဇဗနှံလေးကငိုက်နေတယ်ဆိုတော့ဩသူ့မှာအနှစ်ဆန်တဲနေလို့သင်ခဲ့ရတယ်ပေါ့ဟုတ်လားဩဇဗနှံလေးကထောင်းဖြစ်နေတယ်ဆိုတော့ထဲမှာဘာအနှစ်မှမရှိဒါကြောင့်မလို့သူကထောင်းဖြစ်နေတယ်အဲ့ဒါလိုငိုက်နေတဲ့ဇဗနှံလေးနဲ့နော်ထောင်းနေတဲ့ဇဗနှံလေးကိုဥမာပေးပြီးတော့လူသားတွေမှာလည်းပဲအသိဉာဏ်ဆိုတဲ့အနှစ်သာရကိန်းရင်ကိန်းသလောက်နှိမ့်ချမှုဆိုတာရှိတယ်အသိဉာဏ်ဆိုတဲ့အနှစ်သာရမရှိရင်မရှိသလောက်မြင့်မောက်မှုတွေဆိုတာဖြစ်နေတာဟုတ်ရဲ့လားဒါကြောင့်ဦးဇင်းတို့ဘေးသက်ပေါင်းသူတော်ကောင်းတို့ဘဝမှာမာမာနတွေဘာကြောင့်ဖြစ်နေတာတုံးလို့စီစစ်ကြည့်လို့ရှိရင်နော်အသိဉာဏ်ပညာနည်းလို့ဟုတ်ရဲ့လား